အဲလစ်ကဘင်ဂျမင်ကိုယွန်ရှာသလိုတွန်းထုတ်လိုက်ပြီးကလေးနဲ့အတူထွက်ခွာသွားပါတယ်။သူတို့ထွက်သွားတဲ့အချိန်မှာကလေးစီကနေပလဲတစ်လုံးပြုတ်ကျကြံရစ်ခဲ့တယ်။ဘင်ဂျမင်ကပလဲကိုကောက်ယူလိုက်ပြီးအဲလစ်နဲ့သူ့သားအကြောင်းနောက်ကျောင်းရာဇဝင်စုံစမ်းဖို့လူတွေကိုချက်ချင်းအမိန့်ပေးလိုက်တယ်။ဂျက်စီကာကတော့သူ့ရဲ့လှည့်စားမှုတွေပေါ်သွားမှကြောက်ပြီးအဲလစ်ကိုရှင်းပစ်ဖို့သူ့ဖေစီကိုချက်ချင်းလှမ်းပြောလိုက်ပါတယ်။အဲလစ်အိမ်ပြန်ရောက်တော့အထုပ်ပိုးတွေပြင်ပြီးထွက်သွားဖို့ပြင်ဆင်တယ်။သူ့ဖေကအဲလစ်ရဲ့ပြတ်သားမှုကိုမြင်တော့ပတိကုတ်တစ်ခုကိုထုတ်ပေးပြီးဒါကသမီးကိုကာကွယ်ပေးလိမ့်မယ်လို့ပြောတယ်။အဲလစ်ကလှမ်းယူဖို့လက်ကမ်းလိုက်တဲ့အချိန်မှာပဲအဖေလုပ်သူကပတိကုန်းကိုကျမ်းပြင်ပေါ်တမင်တက်တက်ပစ်ချလိုက်တယ်။ပြီးတော့အဲလစ်ကိုရိုက်နှက်ပြီးမေးဆေးပေးလိုက်ပါတော့တယ်။ဘေးကကလေးလေးခမများနာကျင်လွန်းလို့ငိုလိုက်ရမှာကြလာတဲ့မျက်ရည်တွေကပလဲအဖြစ်ပြောင်းလဲသွားတယ်။အဖေရုပ်ကပလဲတွေကိုလောဘရကြီးပြီးဒီကလေးကိုယူရို10တန်းနဲ့တခွဲတန်းတစ်ခုစီရောင်းစားဖို့ပြင်ဆင်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဘင်ဂျမင်ရဲ့ရင်ဘတ်ထဲစုကနေနာကျင်သွားပြီးသူ့သွေးသားရင်းဖြစ်တဲ့ရေသူမလေးအန်ရကြရောက်နေမှအလိုလိုတိလိုက်တယ်။သူ့လူတွေကတော့ဂျက်စီကာနဲ့ကလေးကအိမ်မှာပဲရှိနေတာမို့သူတို့သာအတူရောက်မဟုတ်ရင်အန်ရမရှိနိုင်ကြောင်းပြောကြတယ်။တစ်ချိန်တည်းမှာပဲအဲလစ်တယောက်ကနောက်ဖုံးထဲမှာအပိတ်ခံထားရရှာတယ်။အဲလစ်တည်သွားရင်လွန်ခဲ့တဲ့6နှစ်ကလှုပ်ဝက်ချက်ကိုဘယ်သူမှသိတော့မှမဟုတ်ဘူးလို့သူ့ဖေပြောနေတာကိုကြားလိုက်ရတယ်။အန်ရရှိမှန်းသိတာနဲ့အဲလစ်ကကားနောက်ဖုံးကိုဖွင့်ပြီးထွက်ပြေးပါတော့တယ်။တိတ်မကြခင်မှာပဲသူထွက်ပြေးတာကိုအဖေလုပ်သူကသိသွားပြီးကားနဲ့လိုက်တိုက်ပါတော့တယ်။ကန်ကောင်းစွာနဲ့ဘင်ဂျမင်လည်းအဲ့ဒီနေရာကိုရောက်လာတယ်။အဲလစ်ကမြေကြီးပေါ်တူးထောက်ပြီးသူ့ကိုကယ်ပါလို့ဘင်ဂျမင်ကိုတောင်းပန်ရှာတယ်။ဒါပေမဲ့အဖေလုပ်သူကအမိလိုက်လာပြီးအဲလစ်ကစိတ်ယောဂတည်မှုလို့ဒီလိုလုပ်ရတာပါလို့စင်ကြေပေးတယ်။ပြောပြီးတာနဲ့အဲလစ်ကိုအတင်းဆွဲခေါ်ဖို့ကြိုးစားတယ်။ဘင်ဂျမင်ကသူတို့ကိုတားလိုက်ပြီးမင်းစီကနေရေသူမလေးရဲ့ကိုတင်းနဲ့ဘာလို့ရနေတာလဲလို့အဲလစ်ကိုမေးလိုက်တယ်။အဲလစ်ပြန်မဖြေနိုင်ခင်မှာပဲဂျက်စီကာကတားဖြစ်သူရဲ့ဗီဒီယိုကိုပြပြီးတားလေးပိုင်းနာနေလို့အိမ်ပြန်လာကြည့်ပေးပါဦးလို့လှမ်းပြောတယ်။ဘင်ဂျမင်ကတွန်းဆုတ်နေပေမဲ့နောက်ဆုံးမှာတော့အိမ်ပြန်ဖို့ရွေးချယ်လိုက်တယ်။အိမ်ပြန်မလို့လုံနေတော့လမ်းမှာတယ်။အဲလစ်ရဲ့တားလေးတက်ခွဲခန်းထဲကနေထွက်ပြေးလာပြီးမြစ်ထဲကိုမတော်တဆပြုတ်ကျသွားတာကိုအဲလစ်မြင်လိုက်ရတယ်။တားအတွက်စိတ်ပူလွန်းလို့အဲလစ်ကမြစ်ထဲကိုခုန်ချဖို့လုပ်တယ်။ဘင်ဂျမင်ကသူ့ကိုအမြန်ဆွဲထားလိုက်ပြီးကလေးကိုဆင်းကယ်ဖို့သူ့လူတွေကိုအမိန့်ပေးလိုက်တယ်။ခဏကြာတော့ကလေးကိုရှာမတွေ့တော့ဘူးလို့သူ့လူတွေကလာပြောကြတယ်။အဲလစ်ခမညာရင်ခွဲပက်လက်ဖြစ်ပြီးတားလေးကိုတောင်းပန်စကားတွေပဲတွင်တွင်ဆိုနေရှာတယ်။အဲ့ဒီအချိန်မှာပဲတားလေးကသူတို့စီကိုအပြေးလေးရောက်လာပါတော့တယ်